တော်လန်ရေးကိုကြောကိုင်းသွားတဲ့တအန်းတမတော် TNNA တို့ရဲ့ညီကုံချုပ်တော်မှာလားဆိုတဲ့သတင်းလေးတက်လာပါတယ်เนาะဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာတရုတ်ပြည်မှာကျင်းပပြုလုပ်တယ်ပေါ့နော်ဒီစစ်ကောင်စီနဲ့တရုတ်နဲ့နောက်ကျော် TNNA တပ်ဖွဲ့နဲ့17ကြိမ်မြောက်အစည်းအဝေးမှာရလက်တစ်ခုထွက်လာတယ်ဗျရလက်ကဘာလဲဆိုတော့စစ်တပ်ကနေပြီးတော့မှပေါ့နော် TNNA ထိန်းချုပ်ထားတဲ့မြို့၄မြို့ကနေပြီးတော့မှစုခွာပေးရမယ်ဆိုတော့မှ TNNA ကိုရစတန်ပေးလိုက်တဲ့သတင်းเนาะဒီသတင်းကိုတော့ AFD channel ကနေပြီးတော့တင်ထားတာဖြစ်ပါတယ်ဆိုတော့ credit ပေးပါတယ်ဆိုတော့17ရက်နေ့ကသတင်းလေးပေါ့ဗျာเนาะကျွန်တော်အရင်ဆုံးဖတ်ပြမယ်ဆိုတော့ခေါင်းစဉ်ဘယ်လိုပေးထားဆိုတော့မြို့၄မြို့မှာ TNNA စုခွာရန်စစ်တပ်ပြောဆိုတဲ့ခေါင်းစဉ်ပေးထားတယ်ဆိုတော့ဖြစ်စဉ်ကိုကျွန်တော်ဖတ်လိုက်မယ်ပေါ့နော်တရုတ်နိုင်ငံခွင့်မြင့်မြို့၌မေလ12ရက်နဲ့13ရက်နေ့တွင်ပြုလုပ်သောဆွေးနွေးမှုအတွင်းပလောင်တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNNA ထိန်းချုပ်ထားသည့်မြို့၄မြို့မှတလအတွင်းစုခွာရန်စစ်တပ်ကပြောဆိုခဲ့ကြောင်းတရေအရမြင့်တူထံမှသိရှိရသည်နော်တရုတ်ဦးဆောင်ခြင်းမှာတော့ယခုတွေ့ဆုံမှုအတွင်းတရုတ်ကိုယ်စားလှယ် TNNA ထိပ်ပိုင်းခေါင်းဆောင်အချို့နဲ့မကြာသေးမီကတပ်မတော်ညှိနှိုင်းကရင်မူကြီးရည်လေရာထူးပေးခံထားရသည့်ဒုတိယဗိုလ်ချုပ်ကြီးကိုဦးတို့အဖွဲ့တက်ရောက်ခဲ့က17ကြိမ်မြောက်ဆွေးနွေးပွဲဖြစ်တည်ပေါ့နော်ဒါတော့ဒီရဲ့ဆွေးနွေးပွဲရလက်အရာသူတို့ကပြောလိုက်တာဖြစ်ပါတယ်TNNA ထိချုပ်ထားတော့နတ်မတူမိုင်းလုံးမိုင်းငေါနဲ့တရုတ်မြန်မာနယ်စပ်နမ်ခမ်းမြို့တို့မှအဆုတ်ခွာပေးရန်နဲ့အချိန်တလအတာပေးမည်ဟုစစ်တပ်ကရာဇသံပေးထားကြောင်းအေယာဝတီသတင်းအရင်မြစ်တူကပြောဒီပေါ့နော်ဆိုတော့ကြည့်လိုက်ပါဗျာတလအတွင်းဒီမြို့၄မြို့ကနေဆုတ်ခွာပေးမယ်မဆုတ်ခွာလို့ရှင်တော့ဆော့ပလော်တီးခံရမယ်ဆိုတဲ့တဘောကိုပြောလိုက်တာနော်ဆိုတော့နာတရက်နာပေါ့ဗျာဒါပေမဲ့ TNNA တော့မှများစဉ်းစားကြည့်ပေါ့ဗျာ TNNA တော့မှဒီရဲ့မအားလာကိုထောက်ခံထားတယ်နော်မအားလာကိုအတိမတ်ပြုထားတယ်ဒီရဲ့တမနာဖြစ်တာကိုတော့ဂုံယူတယ်ကြိုဆိုတဲ့အကြောင်းပြောထားတယ်ပြောထားတဲ့အဖွဲ့အစည်းတော်မှဒီလိုမျိုးအစောပလော့တီးခံရဆိုခင်ဗျားတို့စဉ်းစားကြည့်လိုက်ပေါ့ဗျာနော်ဆိုတော့ကျွန်တော်ဆက်ပြပြမယ်ဗျ၎င်းကပေါ့နော် TNNA ခေါင်းဆောင်တွေဘက်ကစစ်တပ်ရဲ့တောင်းဆိုချက်ကိုလက်မခံဘူးလို့ထင်ပါတယ်စစ်ရေးအရပြင်ဆင်မှုတွေနှစ်ဖက်လုံးရှိလာနိုင်တယ်ဟုပြောတည်တယ်နော်ဆိုတော့လက်မခံလို့ရှင်လေလက်ခံပါပဲခင်ဗျားတို့လုပ်ရက်ကလက်ခံရမယ်လုပ်ရက်တွေပဲလုပ်သွားတယ်နော်ခင်ဗျားတို့ကဒီရဲ့မအားလာကို driver အတိမတ်ပြုတ်လိုက်ပြီဆိုကြတဲ့ကခင်ဗျားတို့ကဘယ်နေရာမှာရောက်နေပြီဆိုတဲ့အရာကိုခင်ဗျားတို့ကပြလိုက်ခြင်းအားတူပါပဲနော်မအားလာကိုအတိမတ်ပြုတ်ပြီဆိုကြတဲ့ကသူကဒီကောင်တွေကတိသွားပြီလေဗျာTNNAနေရတော့သွားပြီဆိုလဲဆူစားလဲယူဖြစ်ပြီသူက82လို့လည်းမရအောင်တောက်ဆိုလို့လည်းမရအောင်ဆိုတဲ့အနေထားကိုဒီကောင်တွေကတိသွားပြီဆိုတော့ခင်ဗျားတို့ပို့တော့ဖိရလို့ပဲကျွန်တော်တို့သုံးသပ်မိပါတယ်နော်ကျွန်တော်ဆက်ပြီးတော့ဖတ်ပြမယ်ဗျတရုတ်နယ်စပ်ရှိလက်နက်ကင်တပ်များနဲ့ဆွေးနွေးမှုများအတွင်းစစ်တပ်ဘက်က2008အခြေခံဥပဒေပေးထားချက်များအတိုင်းနဲ့နေမြေကိစ္စအရက်များအမြဲဆွေးနွေးစေခဲ့ပြီးTNNAကိုလည်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနမ်ဆန်နဲ့မန်တုံမြို့ကိုသာပေးအပ်ရန်သဘောတူညီကြောင်းသတင်းအရင်းမြစ်နောက်တူကဆိုပါတယ်ပေါ့နော်စစ်တပ်နဲ့ယခုတစ်ချိန်တွဲဆုံမှုအပေါ်TNNAဘက်မှသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း AFD ကအတိမပြုတ်နိုင်သေးနော်ဆိုတော့ဒီစစ်တပ်နဲ့တွဲဆုံရင်းနဲ့ဆွေးနွေးမှုတွေနောက်ပိုင်းမှာရခဲ့တဲ့ရလက်ကိုပေါ့နော်ဒီ TNNA အနေနဲ့တရားဝင်မထုတ်ပြန်သေးဘူးဆိုတော့မသိတဲ့အကြောင်းပြောတာပေါ့နော်ဆိုတော့အထက်မှာဆွေးနွေးပွဲမတိုင်မီရပိုင်းအတွင်း TNNA ဖန်ဆီးထားသည့်စစ်တုံးပန်း100ကျော်အားကျော်မမျိုးတို့ပြန်လဲလွတ်ပေးခဲ့ပြီးပေါ့နော်ထိုထဲတွင်နမ်ဆန်မျိုးတဲ့တိုက်ပွဲမှာဖန်ဆီးမိတီအမှတ်101ချင်းမတရရင်ဌာနချုပ်တမမူဘူမူချုံမင်းထွန်းလဲပါဝင်ကြောင်းဒီကသတင်းများ၌ဖော်ပြထားသည်ပေါ့နော်ယခုနှစ်မလကTNNAထိန်းချုပ်ထားသည့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိကုတ်ခိုင်မြို့နယ်နဲ့မူဆဲ105မိုင်အားမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းTNNAဒီတဲ့မြို့နယ်6ခုတာထိန်းချုပ်ထားနိုင်ကြတဲ့စစ်တပ်ကမြို့နယ်4ခုမှထပ်မံဆုတ်ခွာခိုင်းနေခြင်းဖြစ်သည်တဲ့နော်ဆိုတော့TNNAနေနဲ့ကတော့ဆိုတဲ့ဆိုးတော့မှသူတို့မကြုံခြင်းတဲ့အရာတွေစိုက်ပြီးမှကြုံနေရပါတယ်သူတို့ရဲ့အမားကလည်းသူတို့တိနေပေါ့လုံးဝမတောင်းပန်တာသူတို့ရဲ့အပြစ်ပဲကသူတို့ရဲ့မဟာပြောမယ်ဆိုတော့မဟာအပြစ်လို့လည်းကျွန်တော်တို့မြင်မိတာပေါ့ဗျာဒါပြည်သူတယောက်အနေနဲ့မြင်တာပါသူ139နှစ်ကအင်အားကောင်းတဲ့အချိန်တုန်းကလုံးဝအင်အားတွေရှိခဲ့တယ်နောက်ပြီးတော့လုံးဝကြောဝါနိုင်ခဲ့တယ်နောက်ပြီးတော့ကော်လန်ထောင်ခဲ့နိုင်တာပေါ့ဗျာကော်လန်ထောင်ခဲ့တဲ့နောက်ပိုင်းမှာပဲဒီရဲ့မဟာမိတ်တွေကိုနှိတ်ကွတဲ့အပေါ်မှာမဟာမိတ်တွေရဲ့တုံ့ပြန်ချက်ကလည်းအကြီးမားတော့တုံ့ပြန်ချက်တော့မရှိဘူးဒါပေမဲ့ဒီလိုအခုဒီမျိုးပေါ့နော်ဂျုံတွေးခင်ရတဲ့အခက်ခဲဂျုံတွေးနေတဲ့ကာလမှာမကူညီတာအဲ့ဒါပဲရှိတယ်ဆိုတော့မကူညီတဲ့အကြောင်းကူညီမှုမပေးခံရတဲ့အကြောင်းTNNAနေရတယ်တမျိုးပြန်ရမှစုတ်ခွာပြရတာကျွန်တော်အားလုံးအမြင်ပါပဲအခုဆိုလို့ရှိရင်သူတို့ထ
ထိချုပ်ထားတဲ့မြို့6မြို့ထဲမှာ4မြို့ထပ်ချုပ်ဆုတ်ခါပေးရမယ်ဆိုတော့ကုံဟောပေါ့ဗျာသူတို့ဘယ်လိုရက်တည်မှာလဲမဟုတ်လားဖွဲ့စည်းတစ်ဖွဲ့ဆိုတာကွာစိုးမိုးနယ်မြေရှိရတယ်စိုးမိုးနယ်မြေရှိမှတာလဲစီဝိုင်းလုပ်လို့ရတာစီဝိုင်းမလုပ်နိုင်ဆိုလို့ရှိရင်ဖွဲ့စည်းကရက်တည်လို့မရအောင်ဘယ်အဖွဲ့စည်းပဲဖြစ်မှာနော်ဆိုတော့ကျွန်တော်နောက်ဆက်ပြီးပြပြမယ်လို့နော်စစ်တပ်ပြန်တောင်းယူနေသည့်နမ်ခန့်နဲ့နမ်တူမျိုးတို့နဲ့ထိစပ်နေတော့နေရာများအတွင်းအမှန်တည်းတက်များဝင်ရောက်တပ်ဆွဲထားပြီးတဲ့စစ်ရေးအရာဒေသနေအားဖိအားပေးနေကြောင်းသိရသည်တဲ့တတုံရနှစ်ကိုစစ်စင်ရေးအတွင်းနဲ့ဒေသနေတိမ့်ပိုက်ခဲ့သည့်နောင်ချိုကြောက်မဲနဲ့ဒီဘောမျိုးများကိုတဲ့စစ်တပ်ထံစစ်ရေးအရာလက်လွတ်ခဲ့ရပြီးယမန်နှစ်ကတရုတ်အကြောင်းဝင်ဆက်ဆက်မှုဖြစ်မိုးကုတ်မိုးမိတ်တို့ကိုစစ်တပ်ထံလွှဲပြောင်းခဲ့ပြရသည်ပေါ့နော်အာနာဒိန်းစစ်တပ်ကဒေသနေနဲ့တွဲဆုံပြီးနောက်တဲ့အခုမင်းမျိုး၌အမှန်တည်းနဲ့ထပ်မံတွဲဆုံနေကြောင်းသိရပြီးတဲ့လာရှိုးမြို့စင်ကောင်ဟိုတယ်အတွင်းလဲတဲ့တလနှစ်ကြိမ်ခန့်ပုံမှန်တွဲဆုံလျက်ရှိကြောင်းသိရသည်တဲ့နော်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ကဒီစစ်တပ်နဲ့ MNDAA နဲ့ပေါ့နော်တရုတ်ရဲ့ဩဇာအောက်မှာအလုပ်တူတူလုပ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကတုံ့တက်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ဖွဲ့ရပါတော့ဒီ MNDAA နဲ့ဒီရဲ့စစ်ကောင်စီနဲ့ကတရုတ်ခိုင်းသမျှကိုအကုန်လုပ်နေရပြီးမှတရုတ်လိုချင်တဲ့အရာတွေကိုအကုန်လုံးအကောင့်တွေပေါ်ပေးနေရတယ်။သူတို့ဖြစ်ပေါ့နော်။ win-win situation ပုံစံ။ Okay MNDAA အနေနဲ့ဒီရဲ့ပလောင်တွေကိုနှင်ထုတ်မယ်မောင်းထုတ်မယ်မောင်းထုတ်ပေးတဲ့နေရာမှာလည်းပါဝင်မယ်ဆိုလို့ရှိရင်ဒီ MNDAA လိုချင်တဲ့အရာကလည်းတရုတ်နာတောင်းထားတယ်ဆိုတော့တရုတ်ကလည်း MNDAA လိုချင်တဲ့အရာကိုပေးမယ်နောက်ပြီးတော့စစ်ကောင်စီကလည်းကြည့်လိုက် MNDAA မှမပေးဘူးဆိုလို့ရှိရင်လည်းသူကဒီရဲ့ပလောင်ထိချုပ်ထားတဲ့နေမြေတွေမြို့တွေအလီမြို့ပေါ့နော်ပြန်ရဖို့အတွက်ကလည်းရေအောင်ခက်ခဲရောက်မယ်စဉ်းစားကြည့်လိုက်ပေါ့ win-win ပေါ့နော်သူတို့ MNDAA နဲ့စစ်တပ်နဲ့သူတို့ပေါင်းပြီးတော့မှဒီရဲ့ TNN ကိုစော်မယ်ဆိုတော့အတွက် TNN မှာလက်ရှိအနေထားမှာကမဟာမိတ်မှလည်းမရှိတော့ဘူးဆိုတော့အတွက်ပြုတ်ဖို့ပဲကြံတော့တယ်เนาะဆိုတော့မှခေါင်းစဉ်ပြထားတိုင်းပဲ TNN အဖွဲ့အစည်းအနေနဲ့ညီကုံချုပ်တော့မှာလားဆိုတဲ့အရာပါပဲအဲဒါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်ရင်တော့သုံးသပ်ခဲ့တဲ့အတိုင်းပဲ TNN ဆိုတာမဟာမိတ်မရှိရင်အလကားဆိုတာပဲ0ပဲဘာမှမဟုတ်သူတို့ကလူမျိုးကြီးလည်းမဟုတ်လူမျိုးအတေးကိုသူတို့ကဟိုးအရင်ကခံရတဲ့အရာတွေနဲ့နောက်ပြီးတော့သူကခန်းစားချက်တွေနဲ့ပေါင်းဆက်လိုက်ပြီးမှသူတို့ကမထင်မှတ်တဲ့အောင်မြင်မှုရလိုက်တဲ့နောက်ပိုင်းပေါ့နော်လုံးဝပြောမယ်ကိုယ့်ရဲ့အင်အားကဘယ်လောက်ရှိလဲကိုယ့်ရဲ့အင်အားပေါ့နော်ဘယ်အဖွဲ့အစည်းမှမရှိလဲရက်တည်နိုင်တဲ့အစွမ်းစားရှိလားဆိုတော့မေ့သွားတယ်ဆိုတော့အခုလိုအရာတွေကြုံလာတယ်ဆိုတော့တော့နော်ဆိုတော့မြို့တွေအများကြီးတိတ်နိုင်ခဲ့ဗျာတော့ကြောက်မဲတို့ဒီဘောတို့ဒီရဲ့ဒီလမ်းတစ်ချောက်ပေါ့နော်တရုတ်ကုန်တယ်လမ်းတစ်ချောက်ကမြို့တွေဆိုကြတော့နှမျိုးစရာကြီးဗျာအဲ့မြို့တွေကအရန်ကိုတမိုးရှိရဲ့မြို့တွေတကယ်လို့တော့ပေါ့နော်သူတို့ကဒီရဲ့မဟာမိတ်တွေအပေါ်အဲ့လိုမျိုးပေါ့နော်မနိတ်ကုတ်ခဲဦးဆိုလို့ရှိရင်မဟာမိတ်တွေအနေနဲ့ကအချိန်မီ၍ကူညီမယ်လာရမအင်အားဖြည့်မယ်ဖြည့်ဖို့ကလည်းအစင်းတင်မယ် PDF တွေဆိုတာလည်းပြောပြမယ်ဆိုလို့ရှိရင်ဒီရဲ့စစ်ကောင်စီကိုတိုက်ပြီဆိုတာနဲ့တိုက်တဲ့အဖွဲ့အစည်းနိုင်တွားပြီးမှပူပေါင်းပါပဲဒါပေမဲ့နောက်ပိုင်းကျတော့ဒီ TNN ရဲ့လုပ်ရက်တွေကစစ်ကောင်စီနဲ့မတိုက်တော့ဘဲနဲ့နော်ကိုယ့်ရဲ့နေမီရရှိရေးကိုအဓိကထားပြီးလုပ်တယ်ဆိုတဲ့အတွက် PDF တွေကိုလည်းနှိပ်ကွတ်တယ်ဆိုတဲ့အတွက်PDF တွေလည်းမခံနိုင်တဲ့အဆုံးကတော့သူတို့ဆုံးခွာသွားတယ်ဆိုတော့မဟာမိတ်တွေလည်းနှိပ်ကွတ်ခံရတယ်ဆိုတဲ့အတွက်မခံနိုင်တဲ့အဆုံးကတော့သူတို့ကိုလစ်လူရှုလိုက်တယ်ဗျာသူတို့လည်းကုရဲမှုကြီးတော့ပတ်လက်မပတ်တတ်တော့အဲ့လိုမျိုးပုံစံနဲ့ဖြစ်သွားတယ်တကယ်တမ်းကျတော့မဟာမိတ်ဆိုတာထားရတယ်ဗျာနော်ဥပမာဗျာကျွန်တော်ကချင်စိုးမိုးထားတဲ့နော်ဂိတ်တွေရှိတယ်ထားလိုက်နော်အဲ့ကိုခိုင်ဖက်မှာကချင်ဟိုရင်ငယ်တဲ့ပေါ့နော်ဂိတ်တွေထောင်ထားတယ်ထားလိုက်ဆိုတော့အဲ့ဂိတ်တွေကိုမောင်းထုတ်လိုက်တဲ့နောက်ပိုင်းမှာပါတယ်ကိုခိုင်တစ်မျိုးလုံးကပြန်ပေးလိုက်ရတယ်လေမဟုတ်လားတကယ်လို့အဲ့ဂိတ်တွေကိုမမောင်းထုတ်ပြန်တဲ့အဲ့ဂိတ်တွေကိုပေးနေထားတယ်ဆိုလို့ရှိရင်တော့မှကိုခိုင်မျိုးကစိုးမိုးရမယ်ဒါပေမဲ့အဘေးနာအဲ့ဂိတ်တွေကိုကချင်ပဲပြန်ပြီးမှအုပ်ချုပ်ခိုင်းထားမယ်ဆိုလို့ရှိရင်နှစ်ခုလုံးကမဟာမိတ်တိဆောက်ပုံကလည်းမဟာမိတ်ရဲ့ပြောမယ်ဆိုရှခင်ရင်းနှီးမှုကလည်းမပြတ်စီဘူးနောက်ပြောတော့နှစ်ဖွဲ့လုံးကလည်းအမှကိုယ်နေရာနဲ့ကိုနေလို့ရတယ်အေးစစ်ပဲဆက်နေတော့လို့ရတယ်ဒါပေမဲ့မဟုတ်ဘူးဒီရဲ့ KNU ကိုမောင်းထုတ်ပြီးတဲ့နောက်ပိုင်းမှာဒီရဲ့ MND ကလာပြီးမှတိန်းသွားတယ်ဆိုတော့ဘလိုင်းအကုန်လုံးပြန်ပေးလိုက်ရတာစဉ်းစားကြည့်ပါဗျာနော်အဲကြောင့်ကျွန်တော်ပြောမယ်ဒီရဲ့သူတို့ရဲ့ပေါ့နော်ဂိတ်တေးလေးတွေကိုမှတ်မောမှုကြောင့်နောက်ပြောသူတို့ရဲ့နေမြေငါတို့တိမ့်ပိုက်ထားတဲ့ဆိုတော့မှသူတို့တွေးထဲမှာပေါ့ဗျာဒါငါတို့တိမ့်ပိုက်ထားတဲ့အစားငါတို့အပိုင်ရသွားပြီဆိုတော့မှအတွေးခေါ်တာဇန်အတွေးခေါ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်အတွေးခေါ်ကြောင်းနော်ဒီရဲ့ဂိတ်လေးတွေဟိုဂိတ်တေးလေးတွေကိုပေါ့ဗျာဒီရဲ့ KNU ချက်ချတဲ့ဂိတ်တေးလေးတွေကိုတိမ့်ပိုက်နင်ထုတ်နိုင်ခဲ့ပြီဆိုပြီးမြဲလဲဟိုမှာမြို့ကြီးတစ်မြို့လုံးပြန်ပေးလိုက်ရတာဘယ်လောက်နေတာကိုကောင်းလဲနော်အဲနောက်ပိုင်းမှာဘာအဆိုးဆုံးလဲဆိုတော့ဒီရဲ့မအားလားတမနာဖြစ်တာကိုဂုံယူတယ်ကြိုးစိုးတယ်ဝမ်းတာတယ်ဆိုတဲ့အကြောင်းကိုပြောတဲ့အတွက်တော်လန်ရေးပတော်သားတွေတော်လန်ရေးအင်အားစုတွေကလုံးဝရှင်သွားတာဒီရဲ့ TNN ကို
နော်အဲကြောင့် TNN ရဲ့ညီကုံကချုပ်တော်မှာလားဆိုတာကိုကျွန်တော်ကသုံးသပ်ရတာဖြစ်ပါတယ်ဆိုတော့အခုဆိုလို့ရှိရင် TNN ရဲ့နောက်မှာဆိုရင်ပြည်သူတွေကလည်းမရှိတော့ဘူးနော်ပြည်သူတွေဒေါ်လာပြည်သူတွေလုံးဝရှင်သွားတဲ့အဖွဲ့အစည်းဖြစ်သွားပြီနောက်ကျတော့မဟာမိတ်တွေကလည်းလုံးဝရှင်သွားပြီဆိုတော့နောက်ဆုံးမဟာမိတ်ဖြစ်တဲ့ပေါ့နော်ဒီ MND နဲ့ TNN နေတဲ့တော့မှ TNN ကိုဒီ MND တော့မှလုံးဝအထင်သေးတော့မှလုံးဝအခုကပြောမယ်ဆိုရင်အောက်ရိုးနဲ့ပဲဆက်ဆံနေတဲ့အနေအထားဖြစ်သွားပြီနော်အဲကြောင့် TNN နဲ့ကလုံးဝအင်အားမရှိတော့ဘူးဆိုတာကလည်းရှင်းပါတယ်ဒီရဲ့သူတို့မှလူအင်အားရှိပေမဲ့လက်နက်အင်အားမရှိရင်အလကားပဲเนาะအဖွဲ့အစည်းတစ်ဖွဲ့စည်းဆိုတာလူအင်အားဘလောက်ပဲများလက်နက်အင်အားမရှိရင်သွားပြီเนาะလူတယောက်ကြီးစံတောက်ပဲဗျာကြီးစံတောက်မှမရှိဘူးဆိုလို့ရှင်သွားပြီပေါ့အဲကြောင့်စဉ်းစားကြည့်ပါเนาะအခုဆိုလို့ရှင်သူတို့ဘရူဒါလက်နက်ဝယ်မလဲတကယ်လို့စကားစားနဲ့ပြန်ပြီးတော့မှစစ်ဖြစ်လာတယ်ဆိုရှင်လက်နက်ကိုဘရူနာဝယ်မလဲ KIA နားဝယ်မလား KIA ရောင်းပေးမလား SPB နားဝယ်မယ်ဆိုရင်တော့ SPB ရောင်းပေးမလား SPB ဆိုတော့အတိအတိုင်းပဲလေတယောက်ဩစာခံမယ်လေเนาะတယောက်ဩစာတယောက်ကမလုံးနဲ့ဆိုလို့ရှင်မလုံး SPB လည်းနားရရမယ်ဝါနာဝယ်မယ်ဆိုရှင်ဝါကလည်းရောင်းပေးမလားဝါအစကတည်းကမရောင်းပေးတော့လားအဲ့လိုရှိတယ် MND နားဝယ်မယ်ဆိုရင် MND တော့မှတို့တို့ဖိအားပေးတယ်ဆိုဘယ်လိုဝယ်မှာလဲမဟုတ်လားဆိုတော့အညာဝယ်မလားဆိုလို့ရှင်အညာကလည်းတို့ရောင်းပေးမလားတို့ဆုတ်ပေးလိုက်တဲ့အရာတွေမိုးကုတ်တို့မုံမေးတို့ဆုတ်ပေးတာတွေတော့နောက်ကျတော့ဒီရဲ့မားလာကိုထောက်ခံတဲ့အရာတွေကြောင့်အညာကလည်းတို့ကိုဆက်ဆံပါလားနောက်ကျ AA နားဝယ်မယ်ဆိုရင်ရော AA ကလည်းဟိုအဝေးရနေတော့မှဘလို့တဲမလဲလမ်းကြားထဲမှာမတော့ပေးမတယ်ဘလို့တဲမလဲအဲ့လိုမျိုးရှိရလေအခက်ခဲတွေအများဆုံးပါတယ်ဆိုတော့ကိုရိုင်းကလည်းလက်နက်စက်ရုံကိုထုတ်နိုင်မလားလက်နက်ထုတ်လို့တဲ့စက်ရုံကိုတိဆောက်နိုင်မလားတိဆောက်မယ်ဆိုလည်းဟိုကလာပြီးတော့ချိန်မုံးမယ်ပြဿနာတွေမျိုးစုံနဲ့ကြုံရမှာဆိုတော့တို့ကလိုလည်းနဲ့မပေးဘူးဆိုတော့များလဲကိုတို့ကခုခံမယ်ဆိုတော့ဘယ်လောက်ထိတောက်နိုင်မှာလဲဘယ်လောက်တောက်ခံနိုင်မှာလဲမဟုတ်လားအဲ့လိုရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ပြည်သူလူထုရဲ့ဝင်းရံမှုထောက်ခံမှုကနေရွားပြီဆိုတဲ့အတွက်တို့ထိန်းချုပ်ထားတဲ့မြို့ထဲမှာတွေပဲတလန်တွေအများကြီးရှိနိုင်တယ်အဲကြောင့်တို့ကဘယ်လိုမျိုးလှုပ်ရှားနေတယ်ဘယ်လိုချင်းလန်းကိုတွားနေတယ်ဆိုတာဒီရဲ့စကားစားအကိုလုံးတိနိုင်တယ်အဲကြောင့်ဒီရဲ့ TNN နေကတော့ဒီရဲ့မြို့လေးမြို့ကိုတော့မကြခင်မှာပဲစုပ်ပေးလိုက်ရမယ်လို့တော့ကျွန်တော်တို့သုံးသပ်မိပါတယ်အဲကြောင့်မြို့လေးမြို့စုပ်ပေးပြီးတဲ့နောက်ပိုင်းကျတော့ရှင်တို့ကြံရှိတဲ့မြို့နှမျိုးပေါ့နော်အဲရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေရဒီရဲ့စစ်ကောင်စီရဲ့ပေါ့နော်အတူပါဥပဒေရပြည်လောင်းဒေသမှာရှိပေါ့နော်နှမ်ဆန်နဲ့မန်တုံမြို့နှမျိုးပဲတို့ကအုပ်ချုပ်ရမှာဖြစ်ပါတယ်ဆိုတော့နှမျိုးပဲအုပ်ချုပ်မယ်ဆိုလို့ရှိရင်တို့ရဲ့ထွက်ပေါက်ကပါလဲတို့အင်အားကြီးပွားဖို့အတွက်ကပါလဲစဉ်းစားကြည့်ပါဦးဗျာနော်တို့နှမျိုးပဲအုပ်ချုပ်ရတယ်ဆိုရှင်တော့တို့အင်အားလုံးဝမကြီးနိုင်တော့ဘဲနဲ့ဒီစစ်ကောင်စီရဲ့ခိုင်းနှမြလှုပ်ရမယ်ဒီ PNO ရဲ့အဖွဲ့အစည်းပုံစံမျိုးဖြစ်သွားနိုင်တယ်နော်ဆိုတော့ဒါကတော့သူ့ရဲ့နောက်ဆုံးကြည့်စမ်းပေါ့ဗျာသူကပြန်တိုက်မှာလားတိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲအဲ့ဒါပဲစဉ်းစားရတော့မယ်မတောင့်ခံနိုင်ဆိုလို့ရှိရင်တော့နောက်ဆုံးတော့ဒီရဲ့ main online ရဲ့အလုပ်ကျွေးကိုပြုရမယ်အဖွဲ့အစည်းပဲဖြစ်သွားမှာเนาะအဲ့ဒါကြောင့်ဒီရဲ့ TNN ရဲ့အနီးကောင်ကချုပ်သွားပါပြီဆိုတော့တော်လိုင်းရေးမှာပြန်ပါလာဖို့ကလည်းလုံးဝမဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တော့ဘူးလို့သုံးသပ်မိတယ်ပေါ့နော်သူအင်အားကောင်းတဲ့အချိန်ကျွန်တော်တို့ဝိုင်းတော့ပြောနေတဲ့အချိန်ကတည်းကသူကတော်လိုင်းရေးတွေကိုပြန်ဝင်လာပြီးတော့မှလုံးဝဒီဇိုင်းမမှတ်နဲ့ပေါ့နော်ဒီပြန်တိုက်သွားမယ်ဆိုလို့ရှိရင်တော့အချိန်တွေကောင်းနေတယ်ဒါပေမဲ့မဟုတ်ဘူးသူကတော်လိုင်းရေးကိုကြောခိုင်းတစ်ခုပေါ့တော့အမားတွေလှုပ်သွားတယ်ဆိုတဲ့အတွက်မဟာမိတ်တွေလည်းမရှိသလိုထောက်ခံမှုတွေလည်းမရှိတော့ဘူးပြည်သူလူထုရဲ့အချင်းဖက်လည်းဖြစ်သွားတယ်အဲဒါကြောင့် TNN ညီကုံချုပ်တော်မယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်เนาะဆိုတော့နောက်ဆုံးမှာဒီအချမ်းဖတ်စစ်ကောင်စီရဲ့လက်ပါစီဖြစ်သွားတယ်ဆိုတော့ကျွန်တော်ပို့တော့နှမျောစရာပေါ့ဗျာเนาะအဲကြောင့် TNN လူကြီးမင်းများအနေနဲ့လည်းလှုပ်ထားတာတွေကျူတင်တော့မှစဉ်းစားရတော့မှအမြန်ဆုံးဆုံးဖြတ်တော့เนาะတကယ်လို့ဒါခင်ဗျားတို့အနေနဲ့မားခဲ့တဲ့အရာတွေကိုမဟာမိတ်တွေတောင်းပန်ပြည်သူတွေတောင်းပန်တရားဝင်တောင်းပန်တယ်တောင်းပန်ပြီးမှဒီဒေါ်လာနဲ့ပြန်ပါလာတယ်ဆိုလို့ကျွန်တော်ပြည်သူတွေကခင်ဗျားတို့ကိုနားလည်မှုပေးကောင်းပေးလိမ့်မယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တယောက်တည်းရဲ့ထင်မြင်သုံးသပ်မှုပဲပြောတာဖြစ်ပါတယ်เนาะဆိုတော့လိုအပ်ချက်လေးတွေနောက်ပြီးမတိတဲ့အရာလေးတွေတိထားတဲ့အရာလေးတွေကျွန်တော်ပြောတဲ့နေရာမှာပေါ့နော်လိုလာတဲ့အရာလေးတွေရှိတယ်ဆိုရင်လည်းအပြုသဘောဆောင်တော့ comment မှာမျှဝေခဲ့ပေးလို့ရပါတယ်အားလုံး BNK ပါပါစေ